ဒါကတော့စနိုးဖော်ဇလန်တွဲရဲ့စီစဉ်3အချင်းချုပ်ဖြစ်ပါတယ်။ဇလန်အစမှာအန်နရေးဟာကရက်ကိုကင်းကြောင့်သူတို့ရဲ့လူဖွဲ့စည်းပျက်စီးနေရတာကိုစိတ်မကောင်းဖြစ်နေပြီးသူကိုယ်တိုင်လည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။အန်နရေးကဖြန့်ကလင်ကိုကားတင်ခေါ်သွားပြီးသူတို့နှစ်ဦးစစ်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ဖြန့်ကလင်ကိုတားဆီးဖို့အရာအလုံးလုပ်သွားမယ်လို့ပြောခဲ့ပါတယ်။စစ်စီကတော့အင်ချန်မြေဝယ်ဖို့ရှာဖွေနေပြီးဖြန့်ကလင်ထောင်ကလွတ်လာပြီးနောက်ပိုင်းဖြန့်ကလင်ကသူမကိုအရာအလုံးပွင့်ပွင့်လင်းလင်းပြောပြမယ်ဆိုတဲ့ကတိနဲ့ပြန်လက်ခံခဲ့တာဖြစ်ကြောင်းသိရပါတယ်အခုတော့သူမဟာဖြန့်ကလင်နဲ့အတူအင်ချန်မြေဈေးကွက်မှာနေရာရအောင်ပူးပေါင်းလှုပ်ဆောင်နေပါတယ်ဒါပြင်ဖြန့်ကလင်ဟာအော်ဒန်ကိုလည်းသူတို့ဘဝထဲပြန်လက်ခံခဲ့ပါတယ်အော်ဒန်ကစစ်စီနဲ့အတူပြောင်းရွှေ့နေထိုင်ပြီးဖြန့်ကလင်ကတော့သူ့ငွေတွေကိုတင်ဆေးဖို့အိမ်တစ်တလုံးတီးတက်9ရက်နေထိုင်ပါတယ်လီယွန်ကတော့သူ့ရဲ့လူယုံတော်ဖက်ဖက်နဲ့အတူ project တွေကိုကင်တွယ်နေပြီးသူကိုယ်တိုင်မသိပေမဲ့တစုံတစ်ယောက်ရဲ့စောင့်ကြည့်ခြင်းကိုခံနေရပါတယ်ကြာယုံကလည်းစပီကာဆိုင်တစ်ခုကိုဖွင့်လှစ်နေပါတယ်ဖြန့်ကလင်ဟာမလိုဒီစီကနေသူမကောလိပ်တက်ဖို့နေပြောင်းတော့မယ်ဆိုတာတိလိုက်ရလို့ဝမ်းသာပေးပြီးကျောင်းစင်းပွဲလက်ဆောင်ဖြစ်ငွေချို့ပေးခဲ့ပါတယ်အခြားတစ်ဖက်မှာတော့တက်တီဟာလိုရီနာမက်တို့နဲ့အတူကိုလံဘီယာမူရရာစာအစ်ရီဂိုဘာဆော့ကိုစီကနေကုန်ပစ္စည်းအစ်တွေကိုလက်ခံရရှိနေပါတယ်ရီဂိုကကိုပိုင်ကလပ်တစ်ခုပိုင်ဆိုင်ခြင်းနေပြီးသူ့ကိုကူညီဖို့နဲ့ရှယ်ယာဝင်လုပ်ဖို့တက်တီကိုတောင်းဆိုပါတယ်လိုရီနာကရီဂိုနဲ့ကုန်ပစ္စည်းလဲလှယ်စဉ်အတွင်းမူရစေဝါနေနေရဲ့ဖွဲ့ထဲမှာရီဂိုရဲ့သူရှိုတယောက်ရှိနေကြောင်းသိရှိသွားပါတယ်သူတို့ပြန်ရောက်တဲ့အခါလိုရီနာကအဲ့ဒီသူရှိုကဘယ်သူလဲဆိုတာရှာဖွေခြင်းပေမဲ့တက်တီကသူမကိုတားဆီးလိုက်ပါတယ်ဘာလို့လဲဆိုတော့အခုအချိန်မှာသူရှိုကိုလိုက်ရှာရင်သတင်းပေါက်ကြားတာသူတို့လက်ချက်ဆိုတာရီကိုရိပ်မိသွားနိုင်လို့ပါကုန်ပစ္စည်းတွေချခါနီးမှာပဲမက်ကနှလုံးအောင်သွားပါတယ်မက်ပြန်လဲတက်တာလာချိန်မှာတက်တီကသူ့ကိုအိမ်ပြန်ခေါ်လာခဲ့ပေမဲ့သူတို့ဖေကမက်ရဲ့ကျမ်းမာရေးအတွက်တက်တီကိုအပြစ်တင်ပါတယ်တက်တီဟာလေရင်မှုမရှိတော့တာကြောင့်ဂူတာဘိုစီသွားရောက်ခဲ့ပါတယ်ဂူတာဘိုဒဏ်ရာတွေကနေပြန်လဲတက်တာလာပြီးနောက်လူစီယာဟာသူ့ကိုထားခဲ့ပြီးအခုထက်ထိရှာမတွေ့သေးကြောင်းသိရပါတယ်တက်တီကဂူတာဘိုကိုမှကစီကိုသွားပြီးလူစီယာရဲ့မိစုနဲ့ဆက်သွယ်ဖို့တောင်းဆိုပါတယ်ဒါမှသာကုန်ပစ္စည်းတွေတည်ဆောင်ဖို့သူတို့ရဲ့လမ်းကြောင်းတွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဂူတာဘိုဟာတက်တီရဲ့ဖြောင်းဖြမှုကိုလက်ခံပြီးလူစီယာမိစုနဲ့ဆက်သွယ်ဖို့မကစီကိုအတူတူသွားခဲ့ပါတယ်သူတို့အပြန်လည်နားလည်မှုရရှိခဲ့ပြီးဂူတာဘိုဟာပထမဆုံးကုန်ပစ္စည်းကိုအဲ့ဒီလမ်းကြောင်းကနေဖျက်ကျော်တည်ဆောင်နိုင်ခဲ့ပါတယ်သူကုန်ပစ္စည်းတွေချဖို့ကိုတောင်ကိုရောက်တဲ့အခါလိုရီနာကိုတွေ့ရှိသွားပါတယ်ဂူတာဘိုကသူမကိုမူရစေဝါနေနေရေးဖွဲ့ကအေဂျင့်တယောက်အဖြစ်တည်ထားပြီးတက်တီအတွက်အလုပ်လုပ်ပေးနေမှမသိတာကြောင့်တက်ပြစ်လိုက်ပါတယ်တက်တီရောက်လာတဲ့အခါဒါလူသိရှင်ကြားဖြစ်သွားရင်သူတို့ရဲ့လုပ်ငန်းတစ်ခုလုံးပိတ်သိမ်းခံရမယ်ဆိုတာသိတာကြောင့်လိုရီနာရဲ့အလောင်းကိုဖျောက်ဖျက်ပြီးသူမထွက်ပြေးသွားတယ်လို့မျိုးဖြစ်အောင်ဖုံးကွယ်ပေးခဲ့ပါလေဒီတော့တွင်လီယွန်ကိုစောင့်ကြည့်နေတဲ့လူတွေကသူ့ရဲ့ကုန်ပစ္စည်းတွေကိုလူရက်ဖို့စ조사ပေမဲ့လီယွန်ကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်အဲ့ဒီလူတွေဟာဒရူးမေလာခေါ်မန်းပွိုင်းရဲ့အဖွဲ့သားတွေဖြစ်ပြီးချွမ်ပဒန်နယ်မြေကိုစိုးမိုးထားသူတွေဖြစ်ပါတယ်မန်းပွိုင်းဟာဝန်ဒါစီကနေဖြန့်ကလင်ရဲ့လုပ်ငန်းကြောင်းတီးခဲ့ရပေမဲ့ဖြန့်ကလင်ကိုတိုက်ခိုက်ဖို့သူ့လူတွေကိုဘယ်တော့မှအမိန့်မပေးခဲ့စောင့်ကြည့်ခိုင်းရုံသာဖြစ်ပါတယ်မန်းပွိုင်းကသူ့လူတွေအမားလုံးမိမှန်းသိတာကြောင့်ဖြန့်ကလင်တို့ဘက်ကအကွက်မရှူအိတ်ခင်အရင်ဦးအောင်တွားရောက်တွေ့ဆုံခဲ့ပါတယ်သူကဖြန့်ကလင်စီကနေတိုက်ရိုက်ဝယ်ယူဖို့ကမ်းလှမ်းတဲ့အပြင်လွတ်မြောက်သွားတဲ့တူတဲ့သောသူ့လူကိုလည်းအနံဖို့သဘောတူခဲ့ပါတယ်ဖြန့်ကလင်ကလည်းပြဿနာရှာတာထက်ဒီသဘောတူညီချက်ကပိုမြတ်ထွက်တယ်ဆိုတာသိလို့သဘောတူလိုက်ပါတယ်လူဝီဟာကလော်ဒီယာစီတွားရောက်လဲပတ်ခဲ့ပြီးကလော်ဒီယာဟာလူဝီရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပေမဲ့အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းသိရပါတယ်ဒါပေမဲ့သူမဟာပြင်းထန်တဲ့နာကျင်မှုကိုအမြဲခံစားနေရတာကြောင့်လူဝီကနာကျင်မှုတက်တာစေဖို့ဆေးဝါးတွေကူညီပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ရဲတွေကကလော်ဒီယာကိုတေဆုံးရက်သားတွေ့ရှိခဲ့ပါတယ်အန်အေးကကလော်ဒီယာနဲ့နောက်ဆုံးတွေ့ခဲ့တာဖြန့်ကလင်ရဲ့အကြီးဖြစ်သူလူဝီဆိုတာသိတာကြောင့်သူမတယောက်တည်းရှိနေချိန်မှာဖမ်းဆီးခဲ့ပါတယ်စုံထောက်တွေကဒါဟာလူတက်မှုဟုတ်မဟုတ်သိနိုင်ဖို့စစ်စစ်ချက်ကိုစောင့်ဆိုင်နေပေမဲ့အန်အေးကဖြန့်ကလင်ကိုဖိအားပေးနေတာကြောင့်လူဝီကိုအတင်းကျပ်စစ်ဆေးပါတယ်အန်အေးကသူမကိုအလွန်ကြုံဖိအားပေးခဲ့ပေမဲ့ဖြန့်ကလင်နဲ့ဂျာယုံတို့ကသူမကိုပြန်ထုတ်လာနိုင်ခဲ့ပြီးတရေကိုတရားဝင်တိုင်ကြားစာတင်ခဲ့ပါတယ်ဖြန့်ကလင်ကကရက်ကိုကင်းချက်တဲ့နေလန်ပေါက်ကြားသွားပြီဖြစ်ကြောင်းသိတာကြောင့်မန်ပွိုင်းကိုကရက်ကစင်တဲ့စားကိုကင်းအစိမ့်လိုက်ပေးခဲ့ပြီးကိုဘာသာဖြတ်တောက်ချက်ပြုတ်ဖို့ပြောပါတယ်နောက်ပိုင်းမှာသူကမိသားစုနဲ့သူငယ်ချင်းတွေကိုသူတို့ရဲ့လုပ်ငန်းလုံခြုံရေးနဲ့အနေနဲ့နှီးပါစေဖို့အပြင်နေမြေချက်ထွင်နိုင်ဖို့အတွက်အစိမ့်မြင့်ဖြန့်ဖြူးသူအနေငယ်နဲ့သာဆက်လုပ်သွားမယ်လို့ပြောကြားခဲ့ပါတယ်ဖြန့်ကလင်ဟာသူ့ရဲ့ငွေတွေကိုတက်တီမရိပ်မိစေဖို့အတွက်နိုင်ငံခြားဘဏ်အကောင့်တွေဖွင့်လှစ်နိုင်ရန်အာဘီရဲ့အကူအညီကိုတောင်းခံပါတယ်အာဘီကဖြန့်ကလင်ကိုပနားမားကိုခေါ်သွားပြီးအကောင့်ဖွင့်ပေးပါတယ်ပနားမားမှာရှိစဉ်ဖြန့်ကလင်ကအာဘီမှာတခုခုပုံမှန်မဟုတ်တာကိုရိပ်မိသွားပါတယ်အာဘီကလည်းအမှန်တရားကိုဖုံးကွယ်လို့မရမှန်းသိတာကြောင့်သူငွေကြေးခက်ခဲဖြစ်နေလို့ဖြန့်ကလင်ရဲ့ငွေချို့ကိုရပ်ပိုင်းလောက်ခစ်တူသုံးဖို့စီစဉ်ထားကြောင်းဖွင့်ပြောပါတယ်ဖြန့်ကလင်ကဒါကိုသိရတဲ့အခါအာဘီကိုငွေချေးပေးခဲ့ပြီးနိုင်ငံခြားဘဏ်အကောင့်ကိုလည်းအောင်မြင်စွာဖို့အစ်လက်နိုင်ခဲ့ကချမ်းသာတဲ့ဘဝအရသာကိုစတင်ခံစားခဲ့ရပါတယ်ဒီတော့တွင်ဒီစီမှာဟပ်မေယာကဂျူလီယာကိုလော့စ်အိန်ဂျလိတ်ကိုတွားဖို့ခိုင်းစေပါတယ်ဂျူလီယာဟာတက်တီနဲ့တွေ့ဆုံပြီးတက်တီပို့လိုက်တဲ့လက်နက်တွေဟာကြားဖြတ်ဖမ်းဆီးခံနေရတာကြောင့်ကွန်ထရာစစ်သွေးကြွတွေစီမရောက်ရှိကြောင်းပြောပြပါတယ်ဒါကြောင့်သူမဟာလမ်းကြောင်းတစ်ခုဖွင့်လှစ်ဖို့ရောက်လာတာဖြစ်ပါတယ်တက်တီနဲ့ဂျူလီယာတို့ဟာအမေရိကလယ်ပိုင်းကိုတွားရောက်ပြီး CIA အေဂျင့်ဟောင်းတဦးဖြစ်သူနဲ့တွေ့ဆုံကသူ့ရဲ့လေရင်ကွင်းကိုအသုံးပြုခွင့်ပေးဖို့ဖြောင်းဖျကြပါတယ်အဲ့ဒီနေရာမှာထိုလူကအလို့အကြောင်းမပြောခင်ရိုးရာဒလေးတစ်ခုမှာပါဝင်ဖို့တောင်းဆိုပါတယ်မူရစ်ဆေးရှင်ကြောင့်အတိစိတ်လွတ်နေတဲ့ဂျူလီယာနဲ့တက်တီတို့ဟာယဉ်ကျေးမှုရရှိသွားကြပါတယ်နောက်ပိုင်းမှာတော့ထိုလူကသူတို့နဲ့အလုပ်တွဲလုပ်ဖို့သဘောတူခဲ့ပါတယ်သူကတက်တီကိုဂျူလီယာနဲ့ရှေ့ဆက်ဖို့အနာဂတ်မရှိကြောင်းအကြောင်းမှာတက်တီဟာမစ်ရှင်အောင်မြင်ဖို့အတွက်ဘာမဆိုယဉ်ကျေးမဲ့သူဖြစ်ပြီးဂျူလီယာကတော့စိတ်ကူးရင်ဆန်လုံးသူဖြစ်လို့ပါလို့တတိပေးခဲ့ပါတယ်ဒီတော့တွင်လီယွန်ဟာမန်ပွိုင်းစီကုန်ပစ္စည်းသွားဖို့စဉ်ဝန်တာကို
ထိုနေရာမှာတွေ့ရှိတာကြောင့်မန်ပွိုင်းနဲ့စကားများပြီးပြန်လှည့်လာခဲ့ပါတယ်လူဝီကစီးပွားရေးမှာမာနတွေကိုရှေ့တန်းမတင်သင်ပန်းသိတာကြောင့်ကုန်ပစ္စည်းကိုတွားရောက်ပို့ဆောင်ပေးခဲ့ရင်မဲ့သူတို့နဲ့အလုပ်လုပ်ချင်ရင်ဝန်တာကိုနင်းထုတ်ရမယ်လို့မန်ပွိုင်းကိုပြောခဲ့ပါတယ်မန်ပွိုင်းလည်းဖြန့်ကလင်နဲ့စီးပွားရေးလုပ်ဖို့အရေးကြီးမှန်းသိတာကြောင့်သဘောတူပြီးဝန်တာကိုမောင်းထုတ်လိုက်ပါတယ်ဖြန့်ကလင်ပြန်ရောက်လာတဲ့အခါသူတို့သဘောကျတဲ့အိမ်ချမ်းမြေတစ်ခုကိုအခြားသူတစ်ယောက်ကဈေးပို့ပေးပြီးဖျက်ဝယ်သွားကြအောင်သိရပါတယ်စစ်စီကအဲ့ဒီမြေကိုအရန်လိုချင်တာကြောင့်စိတ်မကောင်းဖြစ်ရပြီးဖြန့်ကလင်နဲ့အတူပြန်ဝယ်ဖို့သွားကြပါတယ်အဲ့ဒီအခါအိမ်ချမ်းမြေကိုဖျက်ဝယ်သွားသူဟာစစ်စီရဲ့အလုပ်ရှင်ဟောင်းဖြစ်နေတာကိုသိလိုက်ရပါတယ်ဖြန့်ကလင်ကအိမ်ချမ်းမြေကိုပြန်ဝယ်ဖို့ဈေးကောင်းပေးပေမဲ့သူကလုံးဝမရောင်းပဲချင်းချောက်လွတ်လိုက်ပါတယ်နောက်ပိုင်းမှာသူကဖြန့်ကလင်တို့နောက်ကိုလူချိုလွတ်လိုက်ပေမဲ့မနက်ခင်းမှာတော့သူ့လူတွေရိုက်ခံရပြီးသူ့ရုံးခန်းထဲမှာတုံးတောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်ပြီးနောက်မှာတော့သူကဖြန့်ကလင်တို့ကိုအိမ်ချမ်းမြေပြန်လည်ရောင်းချပေးခဲ့ပါတယ်တစ်ဖက်မှာလည်းအန်ဒရီကဖြန့်ကလင်ကိုတံပြန်တိုက်ခိုက်ဖို့သူ့ရဲ့ရဲရာရှိချုပ်စီသွားပြီးဖြန့်ကလင်ရဲ့နေမြေတွင်းကနေရာတော်များများကိုဝင်ရောက်စီးနင်းဖို့ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်ဖြန့်ကလင်တယောက်မလိုဒီနဲ့အချိန်ဖြုံးနေစဉ်မှာပဲသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုရဲတွေကဝင်ရောက်စီးနင်းပါတယ်အဲ့ဒီစီးနင်းမှုအတွင်းရဲတွေကလူဝီနဲ့ဂျာယုံတို့ရဲ့အိမ်ကိုဖျက်ဆီးပစ်ကြပြီးဂျာယုံကိုလည်းအကြမ်းဖက်ခဲ့ကြပါတယ်အန်ဒရီကတော့ဒါတွေကိုမတားဆီးပဲဒီအတိုင်းကြည့်နေခဲ့ပါတယ်ဖြန့်ကလင်ကစီးနင်းမှုအကြောင်းသိရတဲ့အခါအကောင်းဆုံးရှေ့နေတွေကိုငားရမ်းပြီးသူ့လူတွေကိုပြန်လည်လွတ်မြောက်အောင်လုပ်ပေးခဲ့ပါတယ်ဒါအပြင်ရဲတွေကိုသူတို့ရဲ့မူရစ်စေချက်တဲ့နေရာကိုသတင်းပေးခဲ့တဲ့သူ့လူတယောက်ကိုတက်ဖြတ်ပြီးကျန်တဲ့သူတွေကိုတတိပေးချက်တစ်ခုပေးခဲ့ပါတယ်ဂျာယုံလည်းဆေးရုံကနေအိမ်ပြန်ရောက်လာပါတယ်အော်ဒန်ကဖြန့်ကလင်ကိုရဲတယောက်နောက်ကိုလိုက်မရှာဖို့တတိပေးခဲ့ပြီးအကယ်လေးလောက်ခဲ့ရင်သူ့လူတွေအပေါ်ငရဲကြတယ်လို့ခံစားရလိမ့်မယ်လို့ပြောပါတယ်အန်ဒရီတယောက်မူရစ်ဆေးများပြားဖမ်းဆီးရမိတာကိုသူငယ်ချင်းတွေနဲ့အောင်ပွဲခံနေစဉ်အမျိုးသမီးတယောက်ရဲ့မြှူဆွဲမှုကိုခံရပြီးပြန်နိုးလာတဲ့အခါသူ့ရဲ့တင်နက်နဲ့ရဲတဆိတ်ပျောက်ဆုံးနေတာကိုတွေ့ရပါတယ်အဲ့ဒီအမျိုးသမီးဟာလူဝီဆေးလွတ်လိုက်သူဖြစ်ကြောင်းသိရပါတယ်အန်ဒရီဟာတင်နက်နဲ့ရဲတဆိတ်ပျောက်ဆုံးမှုကြောင့်ရဲဌာနတွင်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့စစ်ဆေးမှုကိုခံရပြီးမတရားဖမ်းဆီးမှုအင်အားလုံးအကျုံသုံးဆွဲမှုတိုင်ကြားချက်တွေရှိနေတာကြောင့်ယာရုကနေယာယီရက်ဆိုင်ခံရပါတယ်တက်တီနဲ့ဂျူလီယာတို့ဟာအမေရိကလယ်ပိုင်းကနေပြန်လည်ရောက်ရှိလာပါတယ်ဂျူလီယာကတက်တီကိုသူမနဲ့အတူထွက်ပြေးဖို့တောင်းဆိုပေမဲ့တက်တီကတော့သူမနဲ့သားဖြစ်သူကိုအေကိုပြောင်းရွှေ့ဖို့ပြောပြီးသူကာကွယ်ပေးထားမယ်လို့ကမ်းလှမ်းပါတယ်ဒါအပြင်တက်တီကသူ့ရဲ့ပိုင်ဆိုင်မှာဥတွေကို CIA ထံမပြောပြဖို့တောင်းဆိုခဲ့ရင်မဲ့အမှန်တကယ်တော့သူမဟာဟတ်မီယာရဲ့စေခိုင်းချက်အရတက်တီရဲ့လုပ်ငန်းအစိတ်ပိုင်းအားလုံးကိုလေးလာဆောင်ကြည့်ဖို့ရောက်လာတာဖြစ်ပါတယ်ဂျာယုံကတော့စီဝါရဲကနေနှုတ်ထွက်ချင်နေပြီဖြစ်ပေမဲ့ဖြန့်ကလင်ကသူတို့လုပ်ငန်းချက်ထွင်တော့မှာဖြစ်လို့ခေတ္တမြဆက်နေပေးဖို့ဖြောင်းဖျနိုင်ခဲ့ပါတယ်လုပ်ငန်းချက်ထွင်ဖို့အတွက်ဖြန့်ကလင်ဟာအစစ်မြစ်မူရစ်ဆေးကုန်တီတွေကိုလိုက်ရှာနေပြီးအင်ကဲဝုတ်နယ်မြေမှာစီးပွားရေးစတင်ဖို့စ조사ပါတယ်မန်ပွိုင်းရဲ့အမမဟာအင်ကဲဝုတ်ကောင်းကောင်းဆောင်နဲ့အိမ်ထောင်ကျနေတာကိုသိရတာကြောင့်စာချုပ်ချုပ်ဆိုဖို့အတွက်လီယွန်ကိုမန်ပွိုင်းနဲ့အတူစကူလီစီဆေလွတ်ခဲ့ပါတယ်စကူလီကနည်းနည်းယူးကြောင်ကြောင်နိုင်ပေမဲ့ကုန်ပစ္စည်းတွေကိုအကုန်ဖြန့်ပေးနိုင်ကြောင်းအာမခံပါတယ်လီယွန်ကဖြန့်ကလင်ကိုစကူလီဘလောက်ယူသုံးကြောင်းပြောပြပြီးကုန်ပစ္စည်းမသွင်းခြင်းဘူးလို့ပြောပေမဲ့ဖြန့်ကလင်ကတော့လုပ်ငန်းချက်ထွင်ခြင်းနေပြီးမန်ပွိုင်းကလည်းစကူလီကိုထိန်းချုပ်နိုင်တယ်လို့အာမခံတာကြောင့်ကုန်ပစ္စည်းတွေစတင်ထောက်ပံ့ဖို့ဆုံးဖြတ်လိုက်ပါတယ်တက်တီဟာဂူတာဘိုစီကနေကုန်ပစ္စည်းတင်ပို့မှုတွေရပ်ဆိုင်းသွားကြောင်းသိရပါတယ်တက်တီကရီဂိုစီသွားရောက်တွေ့ဆုံတဲ့အခါရီဂိုကကုန်ပစ္စည်းတင်ပို့မှုကိုရပ်ဆိုင်းထားပြီးသူ့မှာကလပ်တစ်ခုရမှသာပြန်ဆက်တင်မယ်လို့ပြောပါတယ်တက်တီဟာဂျူလီယာမထွက်ခွာမီကလပ်တစ်ခုရအောင်ကူညီပေးဖို့တောင်းဆိုပြီးရီဂိုအတွက်ကလပ်တစ်ခုရှာပေးနိုင်ခဲ့ပါတယ်ရီဂိုနဲ့အတူရှိစဉ်ဂျူလီယာဟာတက်တီနဲ့အလုပ်လုပ်ခဲ့တဲ့မူရစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ကအေဂျင့်အကြောင်းသိရှိသွားပါတယ်နောက်ပိုင်းမှာသူမကတက်တီကိုမေးမြန်းတဲ့အခါတက်တီကအရာအလုံးကိုဖွင့်ပြောပြခဲ့ပါတယ်ဂျူလီယာဟာအသေးစိတ်သိရှိနိုင်ဖို့တိုနီနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်တိုနီစီကနေထိုအေဂျင့်ဟာထွက်ပြေးသွားတာမဟုတ်ပဲတေဆုံးသွားပြီဖြစ်ကြောင်းနဲ့တက်တီမတ်တော်နဲ့ခေါ်ရိတ်တော်စင်ဟာသူမပျောက်ဆုံးမှုအတွက်တာဝန်ရှိကြောင်းသိလိုက်ရပါတယ်စစ်စီနဲ့အော်ဒန်တို့ကဖြန့်ကလင်ကိုFBI ရဲ့ကြားတင်တဲ့အဖွဲ့ထဲမှာသူရှို့လုပ်ပေးခဲ့ဘူးတဲ့သူ့ရဲ့ဦးလေးချက်အကြောင်းပြောပြပါတယ်သူတို့က FBI ဟာအတုံးချပြီးသွားတဲ့အခါချက်ကိုတင်းနဲ့ပစ်တက်ခဲ့ကြောင်းပြောပြပါတယ်ဖြန့်ကလင်ကဒါကိုသိရတဲ့အခါ FBI နဲ့ CIA ရဲ့စစ်စင်ရေးတွေအကြောင်းစာအုပ်တွေလိုက်ဖတ်ပြီးသူတေသနာပြုလုပ်ရာကနေသူ့ဦးလေးဟာတင်းနဲ့များပြားနဲ့အပြစ်ခံရတာမဟုတ်ပဲကြီးစံတောင်နဲ့အပြစ်ခံရတာကိုသိရှိသွားပါတယ်သူ့ဖေအော်ဒန်ကအမှန်တရားကိုဖွင့်ပြောပြခဲ့ရမှာ FBI ကသူ့ဦးလေးကိုအတုံးချပြီးနောက်သူရှို့ဖြစ်ကြောင်းဖွင့်ချခဲ့တာဖြစ်ပြီးအော်ဒန်ကိုယ်တိုင်ကကြားတင်တဲ့အဖွဲ့သားတွေရဲ့နှိပ်စက်ခြင်းကိုမခံရစေဖို့အတွက်သူ့ဦးလေးကိုကြီးတောင်နဲ့အသက်အမြန်ဆုံးကယ်တင်ပေးခဲ့တာဖြစ်ပါတယ်ဖြန့်ကလင်ဟာအခုထက်ထိငွေပြန်မရသေးတာကြောင့် RBC သွားရောက်ပြီးအချိန်ပိုပေးရမယ့်အစားတက်တီအကြောင်းတည်သမျှအကုန်စုံစမ်းပေးဖို့တောင်းဆိုပါတယ်ဒီတော့တွင်ဂူတာဘိုဟာသူ့အကိုဟာနန်စီသွားပြီးအတူတူအလုပ်လုပ်ဖို့ခေါ်ယူကသူ့မိသားစုကိုစောင့်ရှောက်ပေးမယ်လို့အာမခံပါတယ်ဟာနန်နဲ့သူ့ဇနီးနူဘီယာတို့ကအတူတူပြောင်းရွှေ့အလုပ်လုပ်ဖို့သဘောတူကြပါတယ်နူဘီယာကဂူတာဘိုကိုသူမပြောင်းရွှေ့ဖို့ဆုံးဖြတ်ကြတဲ့ကလင်ဟောင်းဖြစ်သူရဲ့ချင်းချောက်မှုကိုခံနေရကြောင်းပြောပြပါတယ်ဂူတာဘိုကစိတ်မပူဖို့ပြောပြီးသူမရဲ့လင်ဟောင်းကိုရှင်းလင်းပေးခဲ့ပါတယ်တစ်ဖက်မှာလည်းအာဘီကဖြန့်ကလင်ကိုတက်တီအကြောင်းအသေးစိတ်အချက်လက်တွေပေးခဲ့ပါတယ်အော်ဒန်ကလည်းတက်တီအကြောင်းသိရှိနိုင်ဖို့စစ်မှုထမ်းဟောင်းတဦးကိုငားရမ်းစုံစမ်းခိုင်းခဲ့ပါတယ်အချက်လက်အားလုံးရရှိပြီးနောက်တက်တီဟာအမှန်တကယ်ပဲ CIA အတွက်အလုပ်လုပ်ပေးနေမှန်သူတို့သိရှိသွားကြပါတယ်အော်ဒန်ကဖြန့်ကလင်ကိုရွေးချယ်စရာလမ်းနဲ့လမ်းပဲရှိကြောင်းတလန်းကကာကွယ်ရေးစီမံချက်ဆွဲဖို့ဖြစ်ပြီးနောက်တလန်းကတော့ထွက်ပြေးဖို့ဖြစ်ကြောင်းပြောပါတယ်ဒီတော့တွင်အန်နရီဟာတမိဖြစ်သူကိုကောလိပ်စောစောသွားဖို့ပြောရကနေစကားများကြပြီးတမိဖြစ်သူကညှင်းဆန်ခဲ့ပါတယ်မလိုဒီဟာလည်း
သူမဖေရဲ့လောက်ရက်တွေကြောင့်ဖြန့်ကလင်ရဲ့ညင်းပယ်ခြင်းကိုခံရတယ်လို့လူဖွဲ့စည်းရဲ့ကြိုးဆိုခြင်းကိုလည်းမခံရပါဘူးမလိုဒီဟာအဖေဖြစ်သူပေါ်စိတ်ပြက်ပြီးကောလိပ်မတက်ချင်တော့ပေမဲ့သူမရဲ့သူငယ်ချင်းကကောလိပ်တက်ရင်ရရှိမဲ့အခွင့်အလမ်းတွေကိုနားဝင်အောင်ပြောပြနိုင်ခဲ့ပါတယ်မလိုဒီကအမှန်တရားကိုလက်ခံပြီးအဖေဖြစ်သူကိုကောလိပ်မသွားခင်နေ့ရက်လိုမှာသူငယ်ချင်းတွေကိုနှုတ်ဆက်ဖို့အချိန်လိုတာကြောင့်ခီးတူသွားကြဖို့ပြောပါတယ်နောက်ပိုင်းမှာမလိုဒီဟာပါတီတစ်ခုကိုတွားရောက်ခဲ့ပြီးအဲ့ဒီနေရာမှာကလက်ကိုကင်းကိုပထမဆုံးအကြိမ်စမ်းသက်သုံးဆွဲခဲ့ပါတယ်။သူမအိမ်ပြန်ရောက်တဲ့အခါအဖေဖြစ်သူရဲ့ကားကိုယူဆောင်သွားခဲ့ပါတယ်။မနက်ခင်းမှာအန်နရေးကတမီးဖြစ်သူကိုရှာမတွေ့တာကြောင့်သူမရဲ့ပစ္စည်းတွေကိုရှာဖွေရာကနေငွေသားမြောက်များတွေ့ရှိသွားပါတယ်။သူလိုက်လံရှာဖွေတဲ့အခါသူ့ရဲ့ကားဟာအစိတ်ပိုင်းတွေဖြုတ်ယူခံထားရတာကိုတွေ့ရပြီးမလိုဒီအနေရရှိနေပြီဆိုတာသိလိုက်ရပါတယ်။သူဟာစိတ်မပါပေမဲ့ဖြန့်ကလင်စီသွားပြီးအကူအညီတောင်းခံခဲ့ပါတယ်။စစ်စီကလည်းဖြန့်ကလင်ကိုမလိုဒီကိုရှာပေးဖို့ပြောပါတယ်ဖြန့်ကလင်crack မိပြီးစိတ်လွတ်နေတဲ့မလိုဒီကိုရှာတွေ့ခဲ့ပြီးသူမဟာဝန်တာနဲ့အတူမူရစ်စေအလွန်ကြုံသုံးဆွဲနေခဲ့တာဖြစ်ပါတယ်။သူကမလိုဒီကိုအိမ်ပြန်ခေါ်လာပေးပြီးအန်ဒရေးကိုတမီးဖြစ်သူကိုတေချာဆောင်ကြည့်ဖို့တတိပေးခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဂျူလီယာဟာတက်တီတယောက်မစ်ရှင်အတွက်ဘလောက်ထိစီးကြော်နေပြီလဲဆိုတာသိတာကြောင့်သူ့အတွက်စိုးရိမ်နေပါတယ်။သူမကတက်တီကိုအတူတူထွက်ပြေးဖို့ထပ်မံနှောင်းဆိုပေမဲ့တက်တီကမစ်ရှင်ပြီးဆုံးဖို့နှစ်နှဲငယ်လိုသေးကြောင်းညင်းဆိုပါတယ်။ဒါကိုသိရတဲ့အခါဂျူလီယာဟာအန်ဒရေးစီသွားပြီးဖြန့်ကလင်ကိုတားဆီးဖို့ပြောကလိပ်စာတစ်ခုပေးခဲ့ပါတယ်။အန်ဒရေးဟာဂျူလီယာပေးတဲ့လိပ်စာအတိုင်းဝင်ရောက်စီးနေတဲ့အခါအဲ့ဒီနေရာဟာဖြန့်ကလင်ကိုပိုင်ငှားထားတဲ့အိမ်ဖြစ်မှန်းသိသွားပါတယ်။သူ့ရဲ့ရဲတစိမ့်နဲ့တင်နက်ကိုလိုက်ရှာစဉ်ဖြန့်ကလင်ရဲ့ငွေတွေပြင်တက်တီအပေါ်စုံစမ်းထားတဲ့ဖိုင်တွဲကိုပါတွေ့ရှိသွားပါတယ်။ဖြန့်ကလင်အိမ်ပြန်ရောက်တဲ့အခါအိမ်ဖောက်ခံထားရတာကိုတွေ့ရပြီးငွေတွေကိုမထိခိုက်ပေမဲ့တက်တီရဲ့ဖိုင်တွဲပျောက်ဆုံးသွားတာကိုသိလိုက်ရပါတယ်။တက်တီကိုရီဂိုကအစည်းအဝေးတစ်ခုခေါ်ယူပါတယ်။အဲ့ဒီနေရာမှာရီဂိုရဲ့မူရစ်စေဝါနေနေရဲ့အဖွဲ့သူရှိုးကအဖွဲ့ဟာရီဂိုနောက်ကိုလိုက်နေပြီးယာမီယိုရဲ့မိသားစုနဲ့ဆက်ဆက်နေကြောင်းတက်တီကသာရီဂိုနဲ့ယာမီယိုကြားကတူးတဲ့သောဆက်သွယ်မှုဖြစ်တာကြောင့်တက်တီကိုအဖွဲ့ရဲ့သတင်းပေးလို့ရီဂိုကတန်တရားဝင်နေရတဲ့အခြေအနေမကောင်းမှန်းသိရတဲ့အခါတက်တီကသူဟာ CIA အတွက်အလုပ်လုပ်နေတာဖြစ်ကြောင်းရီဂိုကိုဖွင့်ပြောပြပြီးယုံကြည်စေရန်သူ့ရဲ့လုပ်ငန်းလည်ပတ်ပုံကိုပြသကစိုးရိမ်စရာမလိုကြောင်းအာမခံပါတယ်ရီဂိုထွက်ခွာသွားပြီးနောက်တက်တီကသူ့ရဲ့အဆက်အသွယ်အားလုံးကိုဖုံးဆက်ပြီးရပ်ပိုင်းလောက်ငြိမ်နေဖို့တတိပေးပါတယ်အာဘီကတတိပေးချက်ရခြင်းထွက်ခွာဖို့ပြင်ဆင်ပေမဲ့ကြားဖြတ်တိုက်ခိုက်ခံရပြီးသူလွတ်မြောက်ခဲ့ပေမဲ့သူ့ရဲ့တက်တော်ဆောင်ကတော့တေဆုံးသွားပါတယ်ဖြန့်ကလင်ကတက်တီစီကနေဖုံးလက်ခံရရှိတဲ့အခါအင်ကိုဖောက်ထွင်းခဲ့တာတက်တီမဟုတ်မှန်းသိသွားပြီးအခြားဖြစ်နိုင်ခြေရှိသူဟာအန်ဒရေးပဲဖြစ်ကြောင်းရိပ်မိသွားပါတယ်တက်တီကလည်းသူ့ရဲ့လုပ်ငန်းတစ်ခုလုံးကိုဖျက်ဆီးဖို့စ조사ခဲ့တာဂျူလီယာဖြစ်ကြောင်းသိရှိသွားပါတယ်သူတွေ့ဆုံမေးမြန်းတဲ့အခါဂျူလီယာကသူမဟာတက်တီရဲ့နေရာမှာအစားထိုးဖို့အတူအလုပ်ငန်းအားလုံးကိုလေးလာဖို့စေလွတ်ခံရတာဖြစ်ပြီးတက်တီတယောက်လုပ်ငန်းထဲမှာအလွန်ကျွံနေမိုးနေတာကြောင့်ကယ်တင်နိုင်မဲ့တခုတည်းသောနေလန်းကလုပ်ငန်းကိုအပြီးတိုင်ဖျက်ဆီးပစ်ဖို့ပဲရှိတာကြောင့်လုပ်ခဲ့တာလို့ပြောပါတယ်သူမကဒါတွေအားလုံးကိုချစ်လို့လုပ်ခဲ့တာလို့ပြောပေမဲ့တက်တီကတော့အဲ့ဒီလိုမမြင်ပဲတစ္ဆာဖောက်ခံရတယ်လို့ခံစားရကနာကျင်သွားပါတယ်သူကသူမကိုတစ္ဆာဖောက်လို့ခေါ်ပြီးထွက်သွားဖို့ပြောကနောက်တစ်ခါထပ်မတွေ့ကျင်တော့ကြောင်းပြောပါတယ်တက်တီဟာဟပ်မေယာကိုဆက်သွယ်ပြီးဂျူလီယာကလုပ်ငန်းကိုဘလို့ဖျက်ဆီးဖို့စ조사ခဲ့ကြောင်းပြောပြကသူကိုယ်တိုင်သာဥဆောင်ခွင့်ရရင်လုပ်ငန်းကိုပြန်လဲပတ်နိုင်ကြောင်းပြောပါတယ်ဟပ်မေယာကလည်းဒီလုပ်ငန်းကနေစစ်ပွဲအတွက်ကုန်ပစ္စည်းမြောက်များထောက်ပံ့ပေးနေတာသိတာကြောင့်ရွေးချယ်စရာမရှိပဲတက်တီကိုဆက်လက်ထောက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်သူကအာဘီရဲ့ခေါင်းပေါ်ကတမိန်ကိုရုပ်သိမ်းပေးခဲ့ပြီးရီဂိုကိုလည်းသူ့ရဲ့အထက်လူကြီးနဲ့မိတ်ဆက်ပေးကအခုဆိုရင်အစိုးရနဲ့မိတ်ဖက်ဖြစ်သွားပြီလို့အာမခံပါတယ်ဂူတာဘိုကတက်တီကိုသူပြင်ဆင်နေတဲ့အရာကိုပြသခဲ့ရမှာနေဆက်ကိုဖျက်ကျော်ပြီးကုန်ပစ္စည်းတွေတည်ဆောင်ဖို့ဥမင်လောင်ကောင်းတွေကိုအစင်တင်ပြင်ဆင်နေပြီးအခြားလမ်းကြောင်းတွေကိုအသုံးပြုဖို့မလိုတော့ကြောင်းပြသခဲ့ပါတယ်ဒီတော့တွင်အန်နရေးကသူရှာဖွေတွေ့ရှိခဲ့တာတွေကိုသူ့သူငယ်ချင်းနိတ်နဲ့မျှဝေပြီးသူတို့အားလုံးနောက်ကိုလိုက်ဖို့စီစဉ်ကြပါတယ်ဖြန့်ကလင်ဟာနောက်ပိုင်းမှာမလိုဒီရဲ့အခန်းကနေတဆင့်အန်နရေးရဲ့အိမ်ထဲကိုဝင်ရောက်ခဲ့ပါတယ်သူကအန်နရေးကိုသူ့ရဲ့တင်နဲ့တင်ပြန်လဲချင်းချောက်ပြီးယူဆောင်သွားတဲ့စာရဲစာတမ်းအားလုံးကိုပြန်သိမ်းခဲ့ပါတယ်အန်နရေးကဖြန့်ကလင်ကိုမင်းမလူတက်ရဲတဲ့တတိမရှိဘူးအထူးသဖြင့်ရဲတယောက်ကိုသူ့အိမ်ထဲမှာတင်တက်ရဲမှာမဟုတ်ဘူးလို့ပြောပါတယ်ဖြန့်ကလင်ကသူမြင်ခဲ့တာတို့အေကိုအကုန်မေ့ပစ်ပြီးနေပြောင်းသွားဖို့ပြောပေမဲ့အန်နရေးကသူမလိုဒီနဲ့အတူထွက်သွားမှာဖြစ်ပေမဲ့ပြန်လာပြီးဖြန့်ကလင်နောက်ကိုလိုက်မှာဖြစ်ကြောင်းပြောပါတယ်ဒါကိုသိရတဲ့အခါဖြန့်ကလင်ကအန်နရေးကိုတင်းနဲ့ပြစ်တက်လိုက်ပြီးကိုတက်တေသွားသလိုမျိုးပုံဖော်ခဲ့ပါတယ်သူကလည်းရုပ်နဲ့အတူတညာလုံးရှိနေခဲ့ပါတယ်ဆိုတဲ့ဇလန်းဆင်ပြီးတက်တေခိုင်မှာပြင်ဆင်ခဲ့ပါတယ်အားလုံးကအန်နရေးမှာတိုင်ကြားချက်တွေရှိနေတာယာရုရဲ့ဆိုင်းခံထားရတာနဲ့တမိဖြစ်သူကကရက်ဆွဲနေတာတွေကြောင့်စိတ်တက်ကြပြကိုတက်တေသွားတာလို့ထင်ကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နိုင်ပိုင်းကတင်အန်နရေးနဲ့အတူရှိခဲ့တဲ့ Nice ကတော့ဒါဟာတက်တေတာမဟုတ်မှန်းသိနေပါတယ်အော်ဒန်ကလည်းဖြန့်ကလင်ကအန်နရေးကိုတက်လိုက်တာဖြစ်ကြောင်းရိပ်မိနေပါတယ်မလိုဒီဟာအဖေဖြစ်သူတေဆုံးမှုကိုသိရတဲ့အခါစိတ်နှလုံးကြေကွဲသွားပြီးသူမရဲ့အခန်းထဲပြန်ရောက်တဲ့အခါပြတင်းပေါက်ကနေအိမ်ထဲဝင်ပြီးအဖေဖြစ်သူကိုပြစ်တက်သွားတာဖြန့်ကလင်ဖြစ်ကြောင်းရိပ်မိသွားပါတယ်သူမက Nice စီသွားပြီးဒါကိုပြောပြပါတယ် Nice ကမလိုဒီစီကနေကြားရတဲ့အခါဖြန့်ကလင်ကိုလမ်းမှာတားဆီးပြီးဖမ်းဆီးဖို့စ조사ပါတယ်သူကအန်နရေးကိုတက်တာဖြန့်ကလင်ဆိုတာတီးကြောင်းနဲ့အန်နရေးစီမှာရှိတဲ့ဖိုင်တွဲကိုလည်းသူမြင်ခဲ့ကြောင်းပြောပါတယ်ဖြန့်ကလင်ကသူအသက်ခံရတော့မယ်လို့ထင်ခဲ့ရင်မဲ့ Nice ကတော့နှုတ်ပိတ်ခဖြစ်အပတ်စဉ်ငွေပေးဖို့သာတောင်းဆိုခဲ့ပါတယ်Niceဟာနောက်ပိုင်းမှာမလိုဒီကိုသူမရဲ့အဖေဟာတကယ်ပဲကိုတက်တည်သွားတာဖြစ်ကြောင်းလင်ညာပြောဆိုခဲ့ပါတယ်ဖြန့်ကလင်ဟာနောက်ပိုင်းမှာတက်တီနဲ့တွေ့ဆုံပြီးသူတို့လုပ်ကင်နေတဲ့လုပ်ငန်းကိုဥဆောင်ရတာဘလောက်ခက်ခဲပြီးအထီးကျန်ရကြောင်းဆွေးနွေးကြပါတယ်တက်တီကအဆုံးထိဖြန့်ကလင်နဲ့အတူရှိနေမှာဖြစ်ကြောင်းအာမခံပါတယ်တစ်ဖက်မှာလည်းမလိုဒီရဲ့အကြီးဖြစ်သူကသူမအက်ကိုရဲ့ဇာပနာကိုစီစဉ်ဖို့ရောက်လာပြီး
အင်ကိုရောင်းကြကနေပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်စစ်စီကလည်းဇာပနာအတွက်ကူညီပေးပါတယ်မလိုဒီဟာအဖေဖြစ်သူအတွက်စိတ်နာကျင်ပြီးကိစ္စရက်တွေကိုသူမကိုယ်တိုင်ကင်တွယ်ဖို့ဆုံးဖြတ်ကဖြန်းကလင်ကိုတင်းနဲ့ပစ်ခတ်ပြီးအသေးပြောက်ထားရခဲ့ပါတယ်နောက်ပိုင်းမှာကျိုးတို့ဟာအခြားလက်တွေ့ကဘာတစ်ခုကိုမြင်တွေ့ရပြီးအဲ့ဒီနေရာမှာဖြန်းကလင်ဟာကောလိပ်မှာအကောင်းဆုံးစူးစမ်းခဲ့ရမယ်ထွက်ခဲ့ရပြီးပြန်ရောက်လာတဲ့အခါဂျာယုံကဆေးချောက်ရောက်နေပြီးလူဝီမှာကိုဝန်ရှိနေတာလီယုံကဝန်တာနဲ့အတူနေထိုင်ပြီးကလေးတယောက်ရှိနေတာကိုတွေ့ရပါတယ်နောက်ပိုင်းမှာသူ့စီကိုတက်တီကလာရောက်လေပတ်ပြီး CIA အတွက်အလုပ်လုပ်ဖို့ကမ်းလှမ်းပါတယ်သူအလုပ်လုပ်နေစဉ်ကာဘဲရဲ့လူရက်ချင်းကိုခံရပြီးထိုလူကိုအန်နရေးကတင်းနဲ့ပစ်တက်လိုက်တာကိုလည်းမြင်တွေ့ရပါတယ်ဒါပေမဲ့အစ်စ်အမှန်လက်တွေ့ကဘာကိုပြန်ရောက်လာတဲ့အခါဖြန်းကလင်ဟာတင်းနဲ့တန်ရာ၃ချက်ကြောင့်အာနေပြီးပြန်လဲတက်တာလာချိန်မှာအော်ဒန်ကသူ့ကိုအိမ်ပြန်ခေါ်လာတာကိုတွေ့ရပါတယ်သူစေးုံတက်နေစဉ်အတွင်းစကူလီနဲ့မန်ပွိုင်းတို့ကြားခေါင်းစစ်ပွဲတွေဖြစ်ပွားပြီးလူတော်များများအသက်ဆုံးရှုံးခဲ့ရပါတယ်စစ်စီနဲ့အော်ဒန်တို့ကဖြန်းကလင်ကိုနေပြောင်းစေခြင်းပေမဲ့ဖြန်းကလင်ကတော့ဘယ်မှမသွားဘူးလို့ပြောပါတယ်ဂျာယုံနဲ့လူဝီတို့ကအခြေအနေတွေလက်လုံကုန်ပြီးဖြစ်လို့ဖြန်းကလင်ကိုပြန်လဲထိန်အကျုပ်ဖို့တောင်းဆိုကြပေမဲ့စစ်စီနဲ့အော်ဒန်တို့ကဖြန်းကလင်ပြန်လဲတက်တာလာတဲ့အထိစောင့်ဖို့ကန့်ကွက်ကြပါတယ်ဒါပေမဲ့ဖြန်းကလင်ကထိုနေရာကိုရောက်လာပြီးသူပြန်လာဖို့အဆင်သင့်ဖြစ်ပြီလို့ပြောပါတယ်ဇလန်တွဲအပိုင်းအဆုံးသတ်မှာတော့ဖြန်းကလင်ဟာတက်တီစီသွားပြီးသူပြန်လာပြီးဖြစ်ကြောင်းနဲ့အခြေအနေတွေကိုထိန်းချုပ်သွားမယ်လို့ပြောပါတယ်ဒါအပြင်သူကတက်တီကို CIA ကမန်းတီကြောင်းနဲ့အချိန်မရွေးဖြုတ်ချနိုင်ပေမဲ့အကယ်၍တက်တီကသူ့ကိုကောသူ့မိသားစုကိုပါကာကွယ်ပေးရင်စစ်ပွဲအတွက်လိုအပ်တဲ့ရန်ပုံငွေအားလုံးကိုဖြန်းကလင်တယောက်တည်းနဲ့တင်ရှာဖွေပေးနိုင်ပြီးသူတို့နှစ်ဦးပူးပေါင်းဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပြီးသဘောကျတယ်ဆိုရင်စည်ရင်းသွင်းခြင်းလုပ်ပေးဖို့တောင်းဆိုရင်ဇလန်တွဲပြီးဆုံးသွားပါတယ်